ကျွန်တော်ဒါအချိန်ကိုနောက်ပြန်လဲပြီး2025ခုနှစ်ကျွန်တော် GED တက်တဲ့အချိန်တုန်းကပြန်တော့ခွင့်ရမယ်ဆိုရင်ကျွန်တော်ခုတုံးနေတဲ့ AI ကိုဘယ်လိုထည့်တုံးရမှာလဲကျွန်တော်မနိုင်ပြောရမယ်ဆိုရင်ကျွန်တော်ဒီ GED ကျောင်းတက်တုန်းကပေါ့နော် AI ကလည်းခုလောက်ထိမကောင်းသေးဘူးကျွန်တော်ကိုယ်တိုင်ကလည်း AI ကိုလည်းဒီချာချာလေးမတုံးတော့ပေါ့နော်ဒါပေမဲ့အခုလက်ရှိ AI level နဲ့ဒါဆိုရင်ကျွန်တော် GED ပြန်တက်ရမယ်ဆိုရင်ဘယ်လိုကောင်းလေးအသုံးပြုရမှာလဲစာလုံးတဲ့နေရာလည်းအများကြီးတက်တာသွားမယ်အချိန်လည်းတက်တာမယ်စာလုံးရတယ်ပေါ့ပါပါမယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ခွေးတစ်ဝက်လိုရုံးနေဆရာမလို့တော့ပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Oliver ဖြစ်ပါတယ် GED မှာဆိုရင်ကျွန်တော်အယိုးရှင်းဆုံးကြည့်ရမယ်ဆိုရင်အဓိကပိုင်းရှေ့ပေါ့နော်နံပါတ်1က concept နံပါတ်2ကဒီ question ပေါ့ concept မှာဆိုရင်ဒီကျွန်တော်တို့ concept ကိုဆရာတင်ပေးတယ်ပြီးတော့ကျွန်တော် note တွေထုတ်တယ်အရေးကြီးတာကိုကျွန်တော်မှတ်ထားတယ်နောက်ထပ်အပြင်ကျွန်တော်အဲ့ဒီ concept နဲ့ပတ်သက်ပြီးတော့ဒီမိခွန်းတွေကိုဖြေရပေါ့နော်အဓိကဒီ examine flow တွေကတော့ဒီလိုပေါ့နော်နောက်တစ်ခုကဒီ question မှာဆိုရင်အဲ့အတိုင်းပဲကျွန်တော်တို့ဒီ intensive class ရောက်ပြီဆိုရင်ကျွန်တော် question ကအများကြီးလေ့ကျင့်တယ်ဆရာတွေက question ပေးလာရေပေါ့နော်ကျွန်တော်တို့ကဒီဖြေရပြီးတော့ဆရာတွေကစစ်ပေးတယ်ကျွန်တော်တို့က feedback ယူတယ်ကျွန်တော်ထပ်ပြောကျွန်တော်ဘယ်လိုပိုကောင်းအောင်လုပ်မှလဲဆိုတော့ကျွန်တော်စဉ်းစားရပေါ့နော်ဒါတော့ examine flow လေးဖြစ်တယ်ပေါ့ question ကတော့အဲ့လိုထိမရိုးရှင်းပေါ့နော်ကျွန်တော်တို့ဒီမိခွန်းတွေကိုဘယ်လိုကြည့်ကြရမှာလဲဘယ် method တွေကိုသုံးရမှာလဲဘယ်လိုမျိုး thinking process တွေကိုတိုးတက်အောင်ကျွန်တော်တို့ practice လုပ်ရမှာလေစသဖြင့်ကျွန်တော်အများကြီးဒီ practice လုပ်ခဲ့ရပါတော့ဒီ process တစ်ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ကျွန်တော် concept လေ့လာတဲ့နေရာတင်မကပဲねကျွန်တော်မိခွန်းလေ့ကျင့်တာဒါမှမဟုတ်ဒီ thinking process ကို training လုပ်ပေးတာစသဖြင့်နေရာမှာဆိုရင်ကျွန်တော် AI ကိုထဲဝင်နေအသုံးပြုလို့ရပြီပေါ့နော် okay ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ကြည့်လိုက်အောင်concept ပိုင်းကျွန်တော် concept ပိုင်းနဲ့ပတ်သက်ပြီးတော့အကောင်းဆုံး AI လို့ပြောရမယ်ဆိုရင် notebook LM ပဲဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော် notebook LM ကို recommend ပေးရလဲဆိုရင်တော့သူက audio slide စသည့်မှတ်တမ်းအမျိုးမျိုးတို့ကတခါတည်းရှိပြီးတဲ့အတွက်ကျွန်တော်တို့ concept လေ့လာတဲ့နေရာမှာမရစရာအကြောင်းမရှိတော့ဘူးเนาะ okay ကျွန်တော်ဒီရဲ့ notebook LM ကိုဝင်တော့ဖို့ဆိုရင်ကျွန်တော်ဒီရဲ့ script bar မှာပေါ့เนาะကျွန်တော် notebook LM ဆိုပြီးရိုက်လိုက် LM ပေါ့နော်ကျွန်တော်ရိုက်လိုက်ပေါ့နော်ရိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီရဲ့ log in မဝင်ထားဘူးဒါမှမဟုတ် sync app မလုပ်ထားဘူးဆိုရင်တစ်ချက်လောက်လုပ်လိုက်ပေါ့နော်ဒီလိုလေးပေါ်လာလိုက်ရမယ်ပေါ့ကျွန်တော်တို့ဘယ်လောက်ထိအောင်တုံးလဲဆိုရင်တော့အများကြီးပဲပေါ့နော်ရာကျော်လောက်တောင်ရှိရဲ့ဒီထဲမှာဆိုရင်အဓိကကျွန်တော် example လေးတစ်ခုပြမယ်ပေါ့နော်ဒီရဲ့ tool အသေးစိတ်အသုံးပြုနည်းကိုတော့ကျွန်တော်မပြောပြတော့ဘူးဘာလို့လဲဆိုရင်ကျွန်တော်အရင်ကတည်းကကျွန်တော် VOD အားနဲ့ပတ်သက်ပြီးတော့ကျွန်တော် video တင်ပြီးထားရပေါ့နော်အားနဲ့ပတ်သက်ပြီးတော့ကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube ဒါမှမဟုတ် Facebook ပေါ်ကြည့်လို့ရပြီပေါ့ okay ဥပမာထားလိုက်ဗျာအချင်းချုပ်ကျွန်တော်ရှင်းပြရမယ်ဆိုရင်ဒီဘက်မှာ resources ပြီးအလဲထဲမှာ chat box ပြီးဒီဘက်မှာ studio ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီ resources ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ file YouTube Drive ဒါမှမဟုတ် SATA ကျွန်တော်တို့ဒီရဲ့ resources ထည့်လို့ရတယ်ပေါ့နော်ဒီ chat မှာကျွန်တော်ကြိုက်တယ်လို့သူမေးလို့ရတယ်သူကဒီကနေအခြေခံပြီးတော့ကျွန်တော်တို့ဖြည့်ပေးလိုက်မယ်ဒီဘက်မှာ studio okay ဘာကြောင့်ကျွန်တော် notebook LM ကိုကျွန်တော် recommend ပေးရလဲဆိုရင်ကျွန်တော် listening နားထောင်မှာ audio ပေါ့နော် slide video mind map report flashcard question multiple choice ပေါ့နော်ပြောမယ်ဆိုရင်ဒီ infographic စသည့်ပုံစံမျိုးမျိုးနဲ့ကျွန်တော်တို့ concept ရဖို့အတွက်ရှိရပေါ့နော်မှတ်သက်မျိုးစုံရှိရညကြောင်ကျွန်တော်တို့နားမလဲစရာအကြောင်းမရှိတော့ကျွန်တော်ဒီထိုးနဲ့တုံးပြီးတော့ဒီ concept တွေကိုလေ့လာမယ်ဆိုရင်ပေါ့ okay ကျွန်တော် example လေးပြမယ်ကျွန်တော်ဘာလုပ်လို့ရလဲဆိုရင် number 1က audio ပေါ့နော် audio မှာဆိုရင်ကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ပေါ့နော်စိုးနေတယ်အင်္ဂလိပ်လို checks and balances လို့ခေါ်တဲ့အာဏာမဏိတွေတစ်ခုနဲ့တစ်ခုအပြန်အလှန်ထိန်းချောင်းတဲ့စနစ်ဟာဒီမှုမထိုင်ခင်ကစာရွက်ပေါ်ကသဘောတရားတစ်ခုတတ်တာပဲရှိသေးတာပါtheory လောက်ပဲရှိသေးတာပေါ့ဟုတ်တယ်ဆိုတော့ဒီစာရွက်တစ်ရွက်ပြောက်ဆုံးသွားမှုကနေဖွဲ့စည်းမှုအခြေခံဥပဒေဆိုတာဘလောက်အင်အားကြီးတယ်လဲဆိုတာကိုလက်တွေ့သက်သေပြသွားတာဖြစ်ပါတယ်တကယ်ကိုကြီးမားတဲ့ချိုးခွေမယ်နော်ဒါပေါ့ဒီပြဿနာဘက်ကစားလဲဆိုတာကိုသိချင်ရင်1800ဖြစ်နေတမရရွေးကောက်ပွဲအကျိနဲ့ရှိလိုက်ကျွန်တော်တို့ဒီလိုပေါ့နော် concept ကအရန်ခန့်တယ်မှာကျွန်တော်တို့ audio ပြောင်းပြီးနားထောင်မှာလားဒါမှမဟုတ်ဒီရဲ့ slide တွေပြောင်းပြီးတော့ကျွန်တော်တို့ကြည့်မှာလားပေါ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ပြင်းဖို့လည်းမကောင်းဗျာစိတ်ဝင်စားဖို့လည်းကောင်းတယ်ကြည့်ရလဲလွယ်ကူပဲရှင်းလင်းဖြစ်တယ်ပေါ့ကျွန်တော် concept လည်းခဏလေးအတွင်းကျွန်တော်တို့ဒီရဲ့ online တွေရောက်သွားနိုင်တယ်ပေါ့နော်ပြင်းစရာမကောင်းတော့ပြောရမယ်ဆိုရင်ကျွန်တော်ဒီမှာ slide တွေလည်းကျွန်တော်ပြတာပေါ့နော်အဲ့လိုရှိရပေါ့နော်ကျွန်တော် slide တွေလည်းတော်တော်မှရတယ်ပေါ့ okay ဒါတော့ slide ရယ်ပြီးရင်နောက်တစ်ခုကကျွန်တော်ဥပမာထပ်ပြမယ်ဆိုရင် mind map ပေါ့ mind map မှာလည်းအတူတူပဲကျွန်တော်ဒီ memorizing လုပ်တော့မယ်ဆိုရင်ကျွန်တော် mind map ကိုတုံးလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဥပမာထားလိုက်ဗျာတမိုင်းဒီမှာနည်းနည်းလေးတော့သိရမယ်ထင်တယ်ဒီမှာဗျာဒီမှာတမိုင်းနောက်ခံကြောင်းနဲ့ရွေးကောက်ပွဲ midnight justice လို့နာမည်ရရယ်ပေါ့နော်
ခန့်အပ်ခြင်းတဲ့ Federal အာဏာထိန်းချုပ်ရင်ကြိုးပမ်းခြင်းခန့်လာအကျုံမပေးပုံနိုင်ခဲ့ခြင်းတဲ့ပညာပေါ့နော်ကျွန်တော်ရှင်းပြတော့ဒါတော့ကျွန်တော် mind map ကကျွန်တော်ဘာအတွက်လဲဆိုရင်တော့ကျွန်တော်တို့ memorizing လုပ်တဲ့ချိန်တိုင်းတော်တော်လေးအထောက်အကူပြုပဲပေါ့နောက်ထပ်ပြီးတော့ဒီထဲမှာသုံးဝင်တာကဒီရဲ့ video လည်းရရပါ video လည်းကျွန်တော် video ဥပမာပြပေးမယ် video ဆိုလည်းကျွန်တော်ဒီ cinematic ပုံ video လည်း American တရားဝင်ချုပ်သမိုင်းမှာအရေးပါဆုံးဖြစ်တဲ့ Marbury v Madison အကြောင်းပြိုင်ဘက်မရောက်သွားပါဘူးဒီတော့သမ္မတတစ် Jefferson က Janet စာတွေကိုဆက်မပို့ဖို့အမိန့်ပေးလိုက်ပါတယ်ဒီမှာတဲ့တရားသူကြီးဖြစ်ခွတ်ဆုံးတော်လေးကိုမိုက်ပေါ့နော်ဒါက cinematic မဟုတ်ဘူးခဏတရားလားမသိဘူးသူက video ကအရန်တော့မကောင်းပေမဲ့ကျွန်တော်တို့စိတ်ဝင်စားဖို့တော့ကောင်းရဗျာ Imagine you finally land a great new job. You sign the contract, you celebrate. But when you show up, there's a brand new boss in charge. And this new boss looks at your offer letter, ဒါတော့ cinematic လို့ပုံစံမျိုးပေါ့နော်ကျွန်တော်မပြတော့ဘူးကိုယ့်ဘက်ကိုစမ်းစစ်ကြည့်ပေါ့နော်ဒါတော့ feel တွေပဲဗျာဒါကျွန်တော်ပြောချင်တာကကျွန်တော်အဲ့လိုတကူ concept နားလည်နိုင်တယ်နောက်ထပ်အပြင်ကျွန်တော်ဒီနေရာမှာတင်မကဘူးကျွန်တော်ဒီနေရာမှာလည်းကျွန်တော်လာမေးလို့ရတယ်ပေါ့နော်ငါနားမလဲငါ့ကိုကလေးတစ်ယောက်လို့ရှင်းပြပေးပါငါ့ကိုအသက်12နှစ်ကလေးရွယ်လောက်လို့ရှင်းပြပေးငါ့ကို step by step ရှင်းပြပေးပါစသဖြင့်ပေါ့နော်ကျွန်တော်မေးလို့ရတယ်ပေါ့သူဒါအပြင်ကျွန်တော်တို့ flag gate တွေရောကျွန်တော် multiple choice တွေရောလေ့ကျင့်လို့ရတယ်ပေါ့ okay ဒီနေရာမှာတခုမေးစရာရှိတာကကျွန်တော်ကြီးဒီမှာကျတော့အင်္ဂလိပ်ဒီမေးရလေဘာလို့ဒီမှာတော့မြန်မာလိုဖြစ်နေတာလဲပေါ့ကျွန်တော်အင်္ဂလိပ်လိုပြောင်းချင်တယ်ဆိုရင်လည်းကျွန်တော်စတိန်ကိုသွားပြီးဆိုရင် output language ကိုသွားပြီးဆိုရင်ကျွန်တော်ဒါကိုလုပ်ပြီး scroll ဆွဲပြီးတော့ဒီရဲ့ English language ကိုရွေးလိုက်ပေါ့နော်ဒါဆိုရင်တော့အကုန်အင်္ဂလိပ်လိုပဲဖြစ်သွားလိမ့်မယ်ပေါ့ဒီအားစသူပေးတာအစပေါ့နော်ကျွန်တော်ဒီနေရာမှာထပ်ပြီးပြောပြချင်တာကျွန်တော်တို့ concept တစ်ခုကိုကျွန်တော်တင်လိုက်ပြီဆိုရင်ကျွန်တော်အဓိကအရေးကြီးတာကျွန်တော်အရင်ဆုံးနားလည်ရမှာပေါ့ကျွန်တော်နားလည်ရမယ်ကျွန်တော်အင်္ဂလိပ်စာဖတ်တတ်တယ်ဖြစ်စီမဖတ်တတ်တယ်ဖြစ်စီကျွန်တော်တို့ဒီရဲ့မြန်မာလူမျိုးတော့ကျွန်တော်တို့ကောင်းကောင်းလေးသဘောပေါက်ရမယ်ပေါ့နော်နားလည်ရမယ်အဲ့အမှာပဲကျွန်တော်တို့အင်္ဂလိပ်လိုတော့ဖတ်မယ်ဖတ်ပြီးပြီဆိုရင်ကျွန်တော် note တွေကြည့်မယ်ပေါ့ note တွေကျွန်တော် mind map တွေ slide တွေစသဖြင့်ကျွန်တော်အင်္ဂလိပ်လိုဖန်တီးမှာလားဒါမှမဟုတ်မြန်မာလိုဖန်တီးမှာလားပေါ့ပြီးရင်ဒီရဲ့ question တွေလည်းပဲအင်္ဂလိပ်လိုဖန်တီးမှာလားမြန်မာလိုဖန်တီးမှာလားစသဖြင့်ကျွန်တော်လုပ်လို့ရတယ်ပေါ့နော် okay ဒါကတော့ number 1 teacher concept အတွက် AI tool ဖြစ်ပါတယ်သူရတဲ့ခုအနေနဲ့ question practice ဖြစ်ပါတယ်ကျွန်တော်တို့ question practice နေရာမှာကျွန်တော် AI ဘယ်လိုသုံးပါလဲအဓိကပြောရမယ်ဆိုရင် set planner တွေအတွက်ကတော့တော်တော်လေးကိုအသုံးဝင်တဲ့အကျိုးလေးရှိရပေါ့နော်ဒီရဲ့ဒါမှမဟုတ်ကွာ intensive class တွေ join ထားတဲ့ဆရာနဲ့လည်းရှိတယ်ဆိုရင်တော့မှကွာတယောက်တည်းလောက်တဲ့ချိန်ကြရင်လည်းသုံးလို့ရတယ်ပေါ့အဓိကကျွန်တော်ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီခုန flow ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီရဲ့မိခွန်းရှိမယ်မိခွန်းကိုဖြည့်မယ်စဉ်းစားမယ်မှတ်တတွေသုံးမယ်ပြီးရင်ကျွန်တော်တို့ပြန်စစ်မယ်ပေါ့နော်စာလေးပြီးစမ်းစစ်မယ်သုံးသပ်ပြီးကျွန်တော်ဘယ်လိုထပ်ပြီးတော့ကောင်းအောင်ကျွန်တော်လုပ်မှာ feedback တွေယူရပေါ့နော်ဆရာကနေဒါပေမဲ့ကျွန်တော် sub planner တွေတော့ကြားတော့အဲ့လိုပေးနာပြောပြမဲ့လူတွေမရှိဘူးလားအဲ့ဒါကြောင့်ကျွန်တော်ဒီရဲ့ AI ကိုအသုံးပြုဖို့လိုရပေါ့နော် sub planner တွေမဟုတ်ဘူးကွာဆရာရှိရဒါပေမဲ့ဆရာတွေကလည်း24 hour လုံးကျွန်တော်တို့ပေးနာမှာမနေနိုင်ပေးဘူးပေါ့နော် okayအရင်ဦးဆုံးကျွန်တော်တို့ဘယ်တွားရမလဲဆိုရင် gym ဆိုတာတွေ့ရလိမ့်မယ်ဒီမှာပေါ့နော်ဒီဘေးနားမှာပေါ့နော် gym ဆိုတာတွေ့ရလိမ့်မယ်မတွေ့ဘူးဆိုရင် setting ကိုတွားလိုက်ပေါ့နော်ဒီ hour setting ကိုတွားလိုက်ပြီးပြီဆိုရင် gym ဆိုတာတော့တစ်ချက်လောက်နှိပ်လိုက်ပေါ့နော်အဲ gym လေးကိုရောက်သွားပြီဆိုရင် new gym ဆိုတာနှိပ်လိုက်ပေါ့ new gym ဆိုတာနှိပ်လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီ description ဒါမှမဟုတ် comment အောက်မှာကျွန်တော် prompt ပေးထားမယ်ပဲအဲ prompt ကို copy ကူးယူပြီးတော့ဒီနားမှာ copy paste လုပ်လိုက်ပေါ့နော်ကျွန်တော်မပြတော့ဘူးအဲ့ copy paste လုပ်ပြီးပြီဆိုရင်နာမည်ပါလေးများလေးပေးလိုက်ပြီး save ဆိုတာနှိပ်လိုက်ပေါ့နော်ကျွန်တော်လုပ်ထားရှိရပေါ့နော်အဲ့ဒါကျွန်တော်ပြမယ်အဲ့ဒါ save လုပ်ထားပြီးဆိုရင်ဒါတော့ကျွန်တော်အဲ့ဒါပေါ့နော်ကျွန်တော် prompt လေးပေးပြီး save လုပ်ပြီးဆိုရင်အဲ့လိုတွေ့ရလိမ့်မယ်ပေါ့တွေ့ရမယ်ဆိုရင်ကျွန်တော်ဒါကိုဘယ်လိုသုံးရမလဲကျွန်တော်ပြောပြမယ်အရင်ဆုံးကျွန်တော်တို့ကျွန်တော် legend တဲ့ Mekong file ကိုကျွန်တော်တို့သူ့ပေးဖို့လိုက်ဥပမာထားလိုက်ပါကျွန်တော်ဒီမှာ science Mekong အပုံ20ရှိရဗျာကျွန်တော်သူ့ပေးလိုက်မယ်ပေါ့ဒီ science Mekong ပေးလိုက်မယ်သူဒီကိုပြောလာနိုင်မယ်ပေါ့နော်မင်္ဂလာပါတဲ့ဒီ GT professional ဘာညာပေါ့သူကပြောလာမယ်process thinking တခုလုံးကိုနားလည်လွယ်အောင် step by step လေ့ကျင့်သင်ကြားပေးတော့မှာဖြစ်ပါတယ်တဲ့ကျွန်တော်တို့တိလို့ခြင်းတဲ့မေခွန်း number ကိုပဲကျွန်တော်တို့ပြောပြလိုက်ဒါမှမဟုတ် sub planner တွေကတော့1 2 3အဆုံးတိသူ့ကိုပြောပြရမှာပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ပြောချင်တာ question တစ်ခုချင်းစီပဲရမယ်ဗျာဟိုကထားလိုက်ကျွန်တော် QQES question number 1ပြင် explain in Burmese ဆိုပြီးလောက်လိုက်ဗျာကျွန်တော်မြန်မာလိုမပြောမှာဆိုလို့ပေါ့နော်ကျွန်တော်အဲ့ဟာ Burmese ဆိုပြီးထည့်ပေးလိုက်မယ် question number 1ဆိုပြီးတော့ပြောလိုက်သူကဒီ prompt ကျွန်တော်ပေးထားတဲ့ prompt ကိုအခြေခံပြီးတော့ပေးခွင့်နဲ့ step by step တော့ရှင်းပြသွားလိမ့်မယ်
Okay တော့ step by step ရှင်းပြပြီးတော့ပေါ့နော်ဒီ step တစ်ခုချင်းစီကိုကျွန်တော်ဒီရဲ့အချင်းဆုံးကျွန်တော်ရှင်းပြပေးမယ် number 1 question type question ကဘယ်လို question type မျိုးလဲသူက cause and effect question type ဖြစ်တယ်step 2ကဒီရဲ့ question ကိုဘယ်လိုခြေကပ်ရမှာလဲကြီးဒီကျောင်းသားတယောက်အနေနဲ့ဒီ question ဖြေတော့မယ်ဆိုရင်ဘယ်လိုခြေကပ်ရမှာလဲဆိုတော့သူကလည်းအဲ့လိုရှင်းပြထားပြီးရေပေါ့နော်နောက်တစ်ခုအနေနဲ့ဘာလို့ question ကိုမှားယွင်းနိုင်ရတာလဲနောက်တစ်ခုကဒီ question ကပဲ evidence ကိုယူထားရတယ်ဒီ question ဖြေဖို့အတွက်ပဲ evidence သွားကြည့်ရမှာလဲဆိုတော့ဒီမှာသူကပြောပြထားတယ်ကျွန်တော်ဒီကနေသူ့ကိုမယုံဘူးဘယ်ကနေယူထားရလဲဆိုရင်ကျွန်တော်ဒီမှာ PDF file ဆိုတာရှိနိုင်မယ်ကျွန်တော်အဲ့ဒါတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်ကျွန်တော်အဲ့ဒါတစ်ချက်လောက်နှိပ်လိုက်အဲ့ဒီမှာတစ်စင်သူပြောပြပေးထားလိမ့်မယ်ပေါ့နော်ငါဒီမှာဒီ evidence ကိုယူထားရပေါ့နော်သူက question number 1ဆိုဒီထဲရပဲဒီ evidence ထဲကနေသူယူထားရဲဆိုပြီးတော့သူပြောပြလိမ့်မယ်ဗျာဒီမှာဆိုရင်ဒီရဲ့ဒီဟာကိုစာပိုက်ထဲမှာပြန်သွားတိုက်ကြည့်လိုက်ပေါ့နော်တူလားမတူဘူးလားဆိုတာပေါ့နောက်တစ်ခုက step 5 the reasoning factဒီ question ကိုဖြေဖို့အတွက်ဘယ်လိုတွေးတောရမှာလဲနောက်တစ်ခုကျွန်တော်ဒီ question ကိုဖြေဖို့အတွက်ကျွန်တော်ပယ်လိုက်မှတ်သက်ကိုကျွန်တော်တုံးတယ်နှစ်ခုပယ်လိုက်နှစ်ခုက similar ဖြစ်တယ်အမှန်ဆုံးကျွန်တော်တို့ယူအဲ့လိုပေါ့နော်ကျွန်တော်အဲ့လိုဟာလဲကျွန်တော်ထည့်ပေးထားတယ်နောက်တစ်ခုက step 7ကကျွန်တော်နောက်လာမဲ့မိခွန်းဒီလိုမိခွန်းတွေ့မယ်ဆိုရင် cause and effect မိခွန်းတွေ့မယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြေရမှာလဲသူအချက်ပြရရပါတော့ okay ဒါတော့လွယ်လွယ်လေးပဲပေါ့နော်ကျွန်တော်တို့ကျွန်တော် file အရင်ပို့ပေးလိုက်ကျွန်တော်တို့စစ်ချင်တဲ့မိခွန်းပို့ပေးလိုက်ပြီးပြီဆိုရင်သူကပြောပြပေးလိမ့်မယ်ဒါဆိုရင်ကျွန်တော်သူကဒီလိုတွေးရဲသူကဘယ်လိုတွေးရလဲဘယ်လိုစဉ်းစားရမှာလဲဘယ်လိုမိခွန်းကိုကြီးကိုက်ရမှာလဲစသဖြင့်သူကရှင်းပြနိုင်မယ်ဗျဒါဆိုရင်သူ့ရဲ့တွေးတော့တဲ့ပုံစံနဲ့ကျွန်တော်တင်ယူလို့ရတယ်ပေါ့နော်အပြင်မှာလည်းကျွန်တော်တည်ရဲဘယ်လိုတွေးရမှာလဲဘယ်လိုကြီးကိုက်ရမှာလဲဆိုတော့သူကပြောပြရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ easy တင်မိခွန်းတဲ့ပုံကျွန်တော်ကောင်းကောင်းလေးနားလည်နိုင်တယ် feedback ယူလို့ရတယ်ပေါ့အခုအနေနဲ့ GD မှာ AI အသုံးပြုတဲ့နည်းလမ်းတစ်ခုရပါတယ်ပေါ့နော်နံပါတ်1က concept နံပါတ်2က question ဒီရဲ့နည်းလမ်းကကျွန်တော်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကျွန်တော် AI ဘယ်လိုသုံးတာလဲဘယ်လိုသုံးနိုင်လဲပေါ်မူတည်ပြီးတော့ကျွန်တော်ဖန်တီးထားခြင်းဖြစ်ပါတယ် Okay ကျွန်တော်နောက်တစ်ခုအနေနဲ့နောက်လာမယ့် video ပေါ့နော်ဒီထက် detail ဒီထက် GD မှာ AI ဘယ်လိုအသုံးပြုရမှာလဲ subject by subject တိတိကျကျလေး AI ကို GD မှာထဲဝင်အသုံးသက်ခြင်းတဲ့ဆိုရင်ကျွန်တော်အောက်မှာ next video ဆိုပြီးတော့ဒီ comment ပေးခဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်လာမယ့် video အတွက်ဒီ subject by subject science ဆို science social ဆို social ဆိုပြီးတော့တိတက် AI ဘယ်လိုသုံးရမလဲဆိုတာကျွန်တော်ကောင်းကောင်းလေးဖန်တီးပေးမယ်ပေါ့နော် Okay အားလုံးပဲအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ good night